ညီမဖြစ်သူနဲ့ကျမကမထင်မှတ်ပဲ system နှစ်ခုနဲ့ချိတ်ဆက်မိသွားတယ်။တစ်ခုကပစ္စည်းတွေကိုအစတရကြီးသွားစေနိုင်ပြီးနောက်တစ်ခုကတော့အစတရသေးငယ်သွားစေနိုင်တယ်။အရင်ဘဝတုန်းကတော့ညီမဖြစ်သူကသေးငယ်သွားစေတဲ့ system ကိုအလူရဲ့ရွေးချယ်သွားလို့ကျမကကြီးမားစေတဲ့ system ကိုပဲရခဲ့တယ်။3ရက်အကြာမှာတော့ကဘာပြက်ကတ်ကြီးဆိုက်ရောက်လာပြီးရေကြီးလို့လူတွေအားလုံးအိမ်ထဲမှာပိတ်မိကုန်တယ်။အစားအသောက်နဲ့ရေကအသက်ရှင်ဖို့အရေးအကြီးဆုံးပြဿနာဖြစ်လာတယ်။ကျမလည်းကြီးမားစေတဲ့ system ကိုသုံးပြီးရှိသမျှအစားအသောက်တွေကိုအကြီးကြီးဖြစ်အောင်လို့ချိုးချံချွေတာစားရင်ညီမဖြစ်သူကိုပါအခက်ခဲဆုံးအချိန်တွေကြော်ဖြတ်နိုင်အောင်စောင့်ရှောက်ပေးခဲ့တယ်။ဒါပေမဲ့မုံတိုင်းပြီးမှညီမဖြစ်သူကကျေးဇူးမတင်တဲ့အပြင်ကျမကိုတကူကောင်းဆန်နေဆိုပြီးဒေါသတကြီးအပြစ်တင်တော့တာပဲဘာလို့လဲဆိုတော့သူကအဲ့ဒီ system ကိုသုံးပြီးမျက်နှာချင်းဆိုင်အခန်းကသူသဘောကျနေတဲ့လူရှမ်းဆိုတဲ့ကောင်းလေးမိသားစုကိုကဲကျင်နေတာလေကဘာပြက်ကတ်မှာလူစိတ်ဆိုတာခံမန်းရခတ်လို့ကျမကညင်းလိုက်တော့သူကဒေါသထွက်ပြီးကျမကိုပါတက်ပြစ်လိုက်တယ်သူထင်တယ်လို့ဖြစ်မလာပါဘူးကျမမရှိတော့တဲ့နောက်လူရှမ်းတို့မိသားစုလည်း9နှစ်တောင်မခံပဲအကုန်ငတ်တေကုန်ကြတယ်အခုတော့ system တွေစတင်ရွေးချယ်ရမယ့်အချိန်ကိုကျမပြန်ရောက်လာပြီးအရင်လိုပါပဲညီမဖြစ်သူကအလူရက်ပဲကြီးမားစေတဲ့ system ကိုလူယူသွားတယ်အဲ့ဒီတော့မှသူလည်းအရင်ဘဝကနေပြန်ဝင်စားလာမှန်းကျမသိလိုက်ရတယ်သူချစ်သူကောင်လေးအတွက်ကျမကိုတောင်တရားပါအောင်လုပ်ရတဲ့သူကိုဒီတစ်ခါတော့ကျမဘာမှဝင်ဆွဲဖက်နေမှာမဟုတ်တော့ဘူးကျမလည်းသေးငယ်စေတဲ့system ကိုပဲရွေးလိုက်တယ်သူကတော့ system ကိုရချင်းစာကြည့်ခန်းထဲကစိန်လက်စွပ်ကိုအကြီးကြီးဖြစ်အောင်လုပ်ပြီးကျမကိုလာကြွားနေသေးတယ်ကျမရဲ့သေးငယ်စေတဲ့ system ကဘာမှအသုံးမဝင်ဘူးလို့သူကထင်နေတာကိုကျမကတော့သူ့ကိုအေးဆက်ဆက်ပဲကြည့်နေလိုက်တယ်ဒီကဘာပြက်ကတ်မှာ system ရှိနေတာကိုသူများတွေသိသွားရင်ဘလို့မှလုံခြုံမှာမဟုတ်ဘူးဆိုတာသူမသိဘူးလေကျမထင်တဲ့အတိုင်းပဲညီမဖြစ်သူကမျက်နှာချင်းဆိုင်ခန်းကကောင်းလေးစီပြေးသွားပြီးသတင်းသွားပေးတယ်မုံတိုင်းလာဖို့3ရက်ပဲလိုတော့တာမို့ကျွန်းမလဲအချိန်ဆွဲမနေပဲကားမောင်းပြီးစူပါမားကတ်ကိုတန်းသွားလိုက်တယ်အသက်ရှင်ဖို့လိုအပ်မဲ့စားစရာတောက်စရာအသုံးဆောင်တွေအပြင်စိုက်ပျိုးဖို့မျိုးစေ့တွေကြက်ပေါက်လေးတွေကအစအကုန်ဝယ်ပစ်လိုက်တယ်ပြီးတော့ပရီဘောကဆိုင်သွားပြီးအိမ်သုံးဆောင်တွေပါအစုံအလင်ဝယ်လိုက်တယ်ပတ်စံရှိသမျှအကုန်သုံးပြီးရေခဲတက်တာအစ်စ်ပါဝယ်လိုက်သေးတယ်ညီမဖြစ်သူကတော့ဘာမှကြုံမဖြစ်စင်ပဲကြီးမားစေတဲ့ system ကြီးကိုအားကိုးပြီးကောင်းလေးရှိမှာကဲတင်ရှင်ကြီးလုပ်ဖို့စိတ်ကူးရင်နေတဲ့သူကကျမကိုပတ်စံလာချေးတယ်ပတ်စံမရှိတော့ဘူးရေခဲတက်တာဝယ်လိုက်ပြီလို့ပြောတော့သူကအံ့ဩသွားတယ်ပြီးတော့သူကကြမ်းကြမ်းဖန်ဖန်ကျမအခန်းထဲကအစားအစာတွေကိုအောက်ထပ်ကအဖွားကြီးကိုတွားပေးလိုက်သေးတယ်လို့လာပြောတယ်သူ့ရွယ်ချက်ကရှင်းပါတယ်သူ့မှာကြီးမားစေတဲ့ system ပါလာလို့ကျမမှာရှိတဲ့နောက်ဆုံးစားစရာတွေကိုပါရှင်းထုတ်ပြီးကျမကိုငတ်သေးစေချင်နေတာလေကျမလည်းဒေါသထွက်ချင်အောင်ဆောင်ပြီးအခန်းထဲဝင်လာခဲ့လိုက်တယ်ကျမကဒီတစ်ခါသူ့ထပ်ပို့ပြီးပြင်ဆင်ထားတယ်လျားလျက်စစ်ထုတ်တဲ့ဆက်တွေပါဝယ်ထားလို့မီးပြတ်သွားလဲပူစရာမလိုတော့ဘူးညီမဖြစ်သူကတော့သူ့မုံဖိုးလေးနဲ့အစားအသောက်နည်းနည်းပါးပါးဝယ်ပြီးသူ့အခန်းထဲမှာခိုးဝက်သိမ်းထားတယ်ကျမကတော့ဒီအခန်းမှာဆက်နေရင်အန်ရည်များလို့အိမ်ကိုပြုတ်ပြင်တော့ကပြုတ်ဝက်ဆောက်ထားတဲ့အခန်းချင်းလေးတွေကိုပြောင်းဖို့ဆုံးဖြတ်လိုက်တယ်ဒီအခန်းကအိမ်သာတစ်လုံးစာလောက်ပဲကျဲပေမဲ့ကျမရဲ့သေးငယ်စီတဲ့ system နဲ့ဆိုကွက်တီပဲနောက်ပြီးမြို့ပြင်10ကီလိုမီတာလောက်ဝေးတဲ့နေရာကိုသွားပြီးမြေကွက်လက်တစ်ခုကို system နဲ့သေးငယ်အောင်လုပ်ကအိတ်ထဲထည့်လာခဲ့တယ်တစ်ပင်တချို့ကိုပါသေးငယ်အောင်လုပ်ပြီးတည်လာခဲ့တယ်။ online ကမှာထားတဲ့ပစ္စည်းတွေရဖို့တောရွာဘက်ကစွန့်ပစ်ထားတဲ့အိမ်ဟောင်းကိုလိပ်စာပေးထားတဲ့ပစ္စည်းတွေအစုံရပြီဆိုတာနဲ့လူလစ်တုံး system နဲ့အားလုံးကိုသေးငယ်သွားအောင်လုပ်ပြီးအိတ်ထဲထည့်တည်လာခဲ့တယ်။နောက်ဆုံးတော့တဲအိမ်လေးကိုပါသေးငယ်အောင်လုပ်ပြီးယူလာလိုက်တယ်။ညဘက်ရောက်တော့အားလုံးကိုလျှို့ဝှက်အခန်းထဲထည့်လိုက်တယ်။ရေတန်းစင်စနစ်နဲ့လေတန်းစင်စနစ်တွေပါတက်ဆင်ထားတော့အသက်ရှူချက်မှာပူစရာမလိုတော့ဘူးတညလုံးအချိန်ယူပြီးပြင်ဆင်လိုက်တာအခန်းလေးကမီနီစိုက်ခင်းလေးနဲ့အိမ်လေးတစ်လုံးပါတဲ့ပြီးပြည့်စုံတဲ့လုံခြုံရေးစခန်းလေးဖြစ်သွားပြီးအခုတော့ကျမစိတ်အေးထားပြီးမုံတိုင်းလာမယ့်အချိန်ကိုစောင့်နေလို့ရပြီးနောက်ဆုံးနိုင်ဝက်လောက်ပဲလိုတော့တဲ့အချိန်မှာညီမဖြစ်သူကလူရှမ်းရဲ့အိမ်ကိုထပ်သွားနေပြန်ပြီးလူရှမ်းရဲ့မိဘတွေကတော့ဒီကောင်မလေးငါသားအခန်းထဲနေတိုင်းလာနေတာရှက်ရမ်းကိုမရှိဘူးဆိုပြီးကြွယ်ရမှာအတင်းပြောနေကြတာကိုသူမသိရှာဘူးမုံတိုင်းလာဖို့တနာရီလိုမှကျမရုံးကနေအိမ်မပြန်နိုင်တော့ဘူးဆိုပြီးသူ့စီဖုန်းဆက်လိမ့်လိုက်တယ်သူ့အိမ်မှာမရှိတော့အိမ်ရှိနဲ့စင်ကြံတွေမှာလျှို့ဝှက်ကင်မရာတွေတက်ထားလိုက်တယ်လူရှမ်းတို့အိမ်ရှိမှာပါတက်ထားသေးတယ်ဒါမှအပြင်မှာဘာတွေဖြစ်နေလဲကျမဖုန်းကနေတဆင့်အကုန်သိရမှာလေအားလုံးအစင်သင်းဖြစ်ပြီဆိုတော့လျှို့ဝှက်အခန်းလေးထဲဝင်ပြီးပုံနေလိုက်တယ်မိုးကုတ်ဆောက်ဝိုင်းမှာလျှက်စီးတွေလက်ပြီးမုံတိုင်းကတော့စတင်ဝင်ရောက်လာပါပြီပွဲကတော့အခုမှစမှာပါ system လေးကိုသုံးပြီးကိုရောခြံလေးကိုပါတင်းငယ်အောင်လုပ်လိုက်တယ်အရင်ဘဝကမှတ်မိတာတခုကမုံတိုင်းပြီးသွားရင်ကြီးမားစေတဲ့ system နဲ့လှုပ်ထားတဲ့ပစ္စည်းတွေကပုံမှန်ရွယ်စားပြန်ဖြစ်သွားတာပဲကျမရဲ့တင်းငယ်စေတဲ့ system ကလည်းအဲ့လိုပဲဖြစ်နိုင်တယ်ဒါပေမဲ့အခုလောလောဆယ်တော့ကျမရဲ့လျှို့ဝှက်အခန်းလေးတွေကမီနီစိုက်ခင်းလေးထဲမှာစားစရာတွေကြက်လေးတွေနဲ့အရန်ကိုပြည့်စုံပြီးလုံခြုံနေပြီလေမုံတိုင်းကရက်ဆက်ဆိုသလိုရွာသွန်းနေပါတယ်9ရက်လောက်အဆက်မပြတ်ရွာပြီးတဲ့နောက်မြို့ကြဒီကရေအောက်ရောက်သွားပြီးသွားရေးလာရေးတွေအကုန်ပြတ်တောက်သွားပြီးအင်တာနက်ပေါ်မှာတော့လူတွေကမိုးကြီးလွန်းလို့ညီးတွားနေကြတယ်သူတို့ကမိုးတိတ်သွားမယ်လို့ထင်နေကြတာလေကျမကတော့ပြင်ပကဘာနဲ့အဆက်တွေဖြတ်ပြီးလုံခြုံတဲ့နေရာလေးကနေကင်မရာတွေသတင်းတွေကိုပဲစောင့်ကြည့်နေလိုက်တယ်ကင်မရာကနေကြည့်လိုက်တော့ကျမညီမကလူရှမ်းကိုကျမအိမ်ထဲခေါ်လာတာတွေ့ရတယ်လူရှမ်းကသူ့အိမ်မှာစားစရာလဲကုံအောက်ထပ်ကနေရေတွေလဲဝင်နေပြီဆိုပြီးပြာခတ်နေတာအဲ့ဒီတော့ညီမဖြစ်သူကသူ့မှာစွမ်းအားရှိတယ်ဆိုပြီးပန်းဒီတစ်လုံးကိုအကြီးကြီးဖြစ်အောင်လုပ်ပြလိုက်တယ်လူရှမ်းလဲအံ့ဩသွားပြီးချက်ချင်းပဲသူ့မိသားစုရဲ့အစားအသောက်တွေကိုပါကြီးအောင်လုပ်ပေးဖို့တောင်းဆိုတော့တယ်ပြီးတော့မုံတိုင်းပြီးရင်လက်ထက်ကြမယ်ဆိုပြီးချိုစိတ်နေတဲ့စကားတွေနဲ့မြှုပ်ဆွဲလိုက်တာညီမဖြစ်သူလဲတာယာသွားတာပေါ့ကျမအကြောင်းမေးတော့လဲလူရှမ်းကဂယုမဆိုင်တဲ့အပြင်ရင်းနစ်တင်နေလောက်ပြီးလို့တောင်ခက်အေးအေးပဲပြောလိုက်သေးတယ်ကျမကတော့သူတို့အဖြစ်ကိုကြည့်ပြီးယွန်ရှာမိတယ်လူရှမ်းတို့
မိသားစုကအရင်ကတည်းကရော်ချင်းငွေလေးနည်းနည်းရတာနဲ့ရွာထဲမှာပုံဝင်မြင့်ပြီးဆွေမျိုးတွေကိုတောင်အဖက်မလုပ်တဲ့သူတွေလေလူရှမ်းကလည်းကွယ်ရမှာကျမညီမကိုအတင်းပြောဘူးတယ်ဒီလိုလူတွေကကျမညီမကိုတကယ်ကောင်းကောင်းဆက်ဆံပါမလားဒါပေမဲ့သူရွေးတဲ့လမ်းသူလျှောက်တာပဲလေကျမဝင်ပါစရာအကြောင်းမရှိဘူးမကြခင်မှာပဲညီမဖြစ်သူစီကဖုန်းဝင်လာတယ်လူရှမ်းနဲ့အတူရှိနေကြောင်းငါကြွားတာလေကျမကလည်းစက်စာကျွေးရင်ဟုတ်ပေါ်စားနေတယ်လို့ပြောလိုက်တော့သူလန့်သွားတယ်ဘယ်မှာလဲလို့မေးပေမဲ့ကျမကမပြောဘဲဖုန်းချလိုက်တယ်နောက်တစ်ခါဖုန်းထက်ဆက်တော့ကျမကပီဇာပူပူလေးစားပြလိုက်တယ်သူကခောက်ဆွဲ6တောင်နည်းနည်းချင်းချိုးချံစားနေရချိန်မှာကျမကချိတ်တွေအိတ်နေတဲ့ပီဇာစားနေတော့ဒေါသတွေထွက်တာပေါ့သူ့ရဲ့ကြီးမားစီတဲ့ system နဲ့ကျမကိုချင်းချောက်သေးတယ်သူ့ system ကစားစရာတွေကိုကြီးအောင်လုပ်ပေးနိုင်လို့နှစ်ပေါင်းများစွာအေးဆေးစားလို့ရတယ်လေကျမကတော့ရဲသားရဲလိုက်ပြီးဖုန်းချပစ်လိုက်တယ်သူဒေါသထွက်ပြီးဖုန်းကိုတောင်ပောက်ခွဲပစ်လိုက်တယ်တိတ်မကြပါဘူးညီမဖြစ်သူစီမှာစားစရာတွေကိုကြီးမားစေတဲ့ system ရှိတယ်ဆိုတဲ့သတင်းကလူရှမ်းရဲ့အမေပါဇက်ဖွာရာကနေတရက်ကွက်လုံးကိုပြန့်သွားပါတော့တယ်ရေတွေဝိုင်းပြီးလက်ပြက်နေတဲ့လူတွေအကုန်လုံးလူရှမ်းတို့တကားဝမှာလာစုယုံပြီးစားစရာတွေကိုကြီးအောင်လုပ်ပေးပါလို့တောင်းဆိုကြတယ်ညီမဖြစ်သူကကြောင်တောင်တောင်ဖြစ်နေပေမဲ့လူရှမ်းတို့မိသားစုကတော့ငါတို့မှာဒီ system ရှိနေတဲ့၍ဘယ်တော့မှနှက်မှာမဟုတ်ဘူးလို့ပြောပြီးလူတယောက်ကိုရွမ်း2000တောင်းပြီးဈေးတင်ရောက်มาတော့တယ်လူတွေက system ရှာနေ့တရွေ့ဘယ်တော့မှနှက်မှာမဟုတ်ဘူးလို့ယုံကြည်သွားကြတဲ့ system ကိုအားကိုးပြီးအစားအသောက်တွေကိုပွဲတွေလုပ်တောက်ပွဲစားပွဲတွေလုပ်ပြီးစိတ်ထင်တိုင်းဖြုံးပြီးပစ်လိုက်ကြတယ်ဒီလိုနဲ့ရေကြီးတဲ့ကပ်ဘေးက3နှစ်တောင်ကြာသွားခဲ့တဲ့အားလုံးစိုးရိမ်ခဲ့ရတဲ့ပြဿနာကြီးကတတိယနှစ်အကုန်မှာတော့တကယ်ကိုဆိုက်ရောက်လာပါတော့တယ်အခန်းထဲမှာရှိသမျှအစားအသောက်အရင်းမြစ်တွေအကုန်လုံးကုန်ခန်းသွားခဲ့ပြီလေတတိယနှစ်အကုန်မှာတော့ရေကားဆက်ကြီးနေတော့ပဲလူရှမ်းတို့အိမ်မှာရှိသမျှအစားအသောက်အရင်းမြစ်တွေမျိုးစေ့တွေအကုန်လုံးကုန်ခန်းသွားခဲ့ပြီးဘာမှကိုထပ်ပြီးကြီးအောင်လုပ်လို့မရတော့ဘူးအဲ့ဒီအချိန်ကျမှတရက်ကွက်လုံးကလူတွေကလူရှမ်းတို့အိမ်ကိုဒေါသတကြီးနဲ့အတင်းဝင်လူကြတော့တယ်အရင်တုန်းကဘဝင်မြင့်ပြီးဈေးတင်ရောင်းခဲ့တဲ့သူတို့မိသားစုကိုဘယ်သူမှမညာတာကြတော့ဘူးညီမဖြစ်သူကတော့ကြောက်လန့်တကြားနဲ့သူတို့အခန်းလေးထဲမှာပုံနေရတယ်လူရှမ်းကလည်းညီမဖြစ်သူကိုအတုံးမကျတော့ဘူးဆိုပြီးရဆက်ဆက်ကန်ထုတ်ပစ်လိုက်တယ်သူတို့အိမ်ကနေအနှင်ခံရပြီးအခုတော့ညီမဖြစ်သူကရေတွေကြားထဲမှာအစာနှက်ပြီးတေလူမျိုးပါဖြစ်နေပြီလေအဲ့ဒီအချိန်မှာသူကကျမကိုတတိယသွားပြီးဖုန်းဆက်လာတယ်အမညီမကိုကဲပါအောင်ညီမတောင်းပန်ပါတယ်ဆိုပြီးငိုယိုပြီးပြောနေတယ်သူကကျမရဲ့တင်းငယ်စေတဲ့ sister နဲ့အစားအစာတွေအများကြီးတူလောင်ထားနိုင်မယ်ဆိုတာကိုအခုမှသဘောပေါက်သွားတာကျမကတော့ခက်အေးအေးပဲပြန်ဖြေလိုက်တယ်ငါအရင်ဘဝတုန်းကနင့်ကိုကဲခဲ့ဘူးတယ်ဒါပေမဲ့နင်ငါ့ကိုဘလို့ပြန်ဆက်ဆံခဲ့လဲတတိယသေးလားအခုတော့နင့်ဘာသာရွေးချယ်ခဲ့တဲ့လမ်းကိုနင်ကိုယ်တိုင်ပဲဆက်လျှောက်လိုက်တော့ဆိုပြီးဖုန်းချလိုက်တယ်သူဘလောက်ပဲငွေကိုတောင်းပန်နေပါစေကျမရဲ့စိတ်ထဲမှာဘာခံစားချက်မှမရှိတော့ဘူးကျမကတော့ကျမရဲ့လျှို့ဝှက်အခန်းလေးထဲမှာအေးအေးဆေးဆေးပဲမီနီစိုက်ခင်းလေးကနေရတဲ့လက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေကြက်ဥတွေနဲ့အစားအသောက်တွေကကျမအတွက်လုံလောက်ယုံတင်မကဘူးပိုတောင်ပိုနေသေးတယ် system ကလည်းကောင်းကောင်းအလုပ်လုပ်နေတော့မယ်နောက်ထပ်2နှစ်အကြာမှာတော့မုန်တိုင်းကြီးကတဖြည်းဖြည်းငြိမ်သက်သွားပြီးရေတွေလည်းကျသွားခဲ့ပြီးမြို့ကြီးကတော့ပျက်စီးယိုယွင်းနေပေမဲ့လူတချို့တော့အသက်ရှင်ကျန်ရစ်ခဲ့တယ်။ကျမလည်းလှုပ်ဝက်အခန်းလေးထဲကနေထွက်လာခဲ့တယ်။ကျမရဲ့သေးငယ်စီတဲ့ system နဲ့စုဆောင်းထားတဲ့မျိုးစေ့တွေအပင်လေးတွေကိုအခုမှအပြင်မှာပြန်စိုက်ပျိုးလို့ရပြီလေ။ညီမဖြစ်သူနဲ့လူရှမ်းတို့မိသားစုကတော့အဲ့ဒီရေကြီးတဲ့ကပ်ဘေးထဲမှာပဲအသက်ဆုံးရှုံးသွားခဲ့ကြပြီးကိုကြိုးရှာပြီးသူတစ်ပါးကိုမဆာနာတဲ့သူတွေရဲ့ဏီကုန်းကတော့ဒီလိုပါပဲကျမကတော့အစ်စ်ပြန်လဲစတင်ရမယ့်ကဘာကြီးမှာကျမရဲ့ကြိုတင်ပြင်ဆင်မှုအမျှော်မြင်ရှိမှုတွေနဲ့အတူဘဝတစ်တစ်ခုကိုယုံကြည်မှုရှိရှိနဲ့ဆက်လျှောက်သွားတော့မှာပါ